S4 က Millie friend လေဟာဟေးရောက်ရေးခါ live ကြီးမှာ play နေတာရောက်ရေးအဲ့ဒါရွေးရက်ကိုပေးနေတာ ဟုတ်တယ်တက်လောက်တာဒီကောင်ဘာ item တွေဆက်လဲကခိုးကြည့်လိုက်အောင်ပဲဟဲ့တွေ့ရွေးတော့ဒီကောင်လဲတလားပဲလဲဆိုတယ်တွေ့လားဟိုသူကစော့တက်လို့နေမှာပါ အဲ့ဒါကမိုက်ရဲတော့ဟဲ့ငါလဲဆော့တက်ပါတယ်တနာမနေတော့ဒီကောင်ကရွေးနဲ့ကောင်းတယ်ဆိုရွေးနဲ့ပဲကြိုက်ကျင်တာ Wait a minute. S4 က Millie friend လေဟာဟေးရောက်ရေးခါ live ကြီးမှာ play နေတာရောက်ရေးရွေးနဲ့က YouTube comment မှာရောက်တယ်ငါအားရပါရပြောနေတာစိုက်မရှိတယ်တော့အဲ့တကယ်ပြောတာမဟုတ်တကယ်မပြောရတာနင်းလင်းတယ်နင်းညာတယ်ဟုတ်တယ်သွားရှုပ်လို့မရဘူးလေဒါပဲလေမပလိမ့်ပါဘူးရွေးနဲ့ကတကယ်ကောင်းတာမနာဘူးဒီကောင်ကရွေးနဲ့ကောင်းတယ်ဆိုရွေးနဲ့ပဲကြိုက်ကျင်တာ live ပြန်ကြည့်မှာတဲ့မဟုတ်ဘူးမကြည့်နဲ့ဘာမှမပြောထားဘူးဘာမှပြောထားဘူးရိုးရိုးတတအဲ့လိုကွာရိုးရိုးတတအဲ့ဒါဘယ်လိုပြောရမလဲတတ်ဖတ်တာပေါ့နော်ဂိမ်းဆိုးတဲ့အပေါ်မှာဂျပူရဲ့အမြင်ဂျပပန်နယ်လစ်ဆိုတော့သိရမလားဂျပူအဲ့လို analysis လုပ်ပေးတာသူပြောတာတော့ဟို best dota player လို့တော့ပြောတာပဲတယ်အဲ့ကမပြောခုမှဝင်လာ live ကားတယ်အဲ့ဆိုရတယ် brother ဒီကပဲစားကြည့်လိုက်ရန်ကောင်းတယ် brother Eunice တာကောင်းတယ်ဒီကောင်ကရွေးနဲ့ကောင်းတယ်ဆိုရွေးနဲ့ပဲကြိုက်ကျင်တာ